English စကားပြောတဲ့ခါမှာ native speaker တွေလို့သဘောကျပြောချင်သူတွေအတွက် English စကားလုံးတွေကိုအတူချုံပြီးပြောတဲ့ပုံစံတွေကိုကျွန်တော်မျှပေးမှာဖြစ်ပါတယ်။ကျွန်တော်သွားတော့မယ်ကို I am going to လို့ကျွန်တော်တို့အရှိပြောရင်အဲ့ဒီလိုပြောလို့ရတယ်။ဒါပေမဲ့အဲ့ဒါကိုအတူချုပ်ပြီးမှဆိုရင်ဘယ်လိုဖြစ်တော့လဲဆိုရင် I'm gonna go ကျွန်တော်သွားတော့မယ်ဒီမှာ going to ကိုကျွန်တော်ချုပ်ပြီးပြောတဲ့ခါမှာ gonna ဆိုပြီးတော့ချုပ်ပြောလို့ရပါတယ်။ကျွန်တော်သွားခြင်းနဲ့ဆိုတော့ I want to go ကျွန်တော်တို့ချုပ်ပြီးပြောမယ်ဆိုရင်ဘယ်လိုပြောလို့ရလဲဆိုရင် I wanna go ကျွန်တော်သွားခြင်းနဲ့ကျွန်တော်အလုပ်လုပ်ရမယ်ဆိုတော့ I got to work ကိုကျွန်တော်တို့ချုပ်ပြီးပြောတဲ့ခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် I gotta work ကျွန်တော်အလုပ်လုပ်ရတော့မယ် got to go got to ဆိုပြီးတော့ချုပ်ပြီးပြောတာဖြစ်ပါတယ်ဒီဟာကနိုင်နေခက်တယ်ဆိုတော့ it's kind of hard ကိုကျွန်တော်တို့ချုပ်ပြောတဲ့ခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် it's kind of hard ဒီဟာကနိုင်နေခက်ခဲတယ်ကျွန်တော်ကြည့်ပြရသေးကို let me see ကိုကျွန်တော်တို့ချုပ်ပြောတဲ့ခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် let me see ကျွန်တော်ကြည့်ပြရသေးကို let me ကနေ let me ဆိုပြီးတော့ဖြစ်သွားပါတယ်အဲ့ဒါကိုပေးပါဆိုတဲ့ give me that ကိုကျွန်တော်တို့ချုပ်ပြောတဲ့ခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် give me that အဲ့ဒါကိုပေးပါကျွန်တော်မသိဘူးဆိုတဲ့ I don't know ကိုကျွန်တော်တို့ချုပ်ပြောတဲ့ခါမှာဘယ်လိုဖြစ်သွားလဲဆိုရင် I don't know ကနေ I don't know ဆိုပြီးဖြစ်သွားပါတယ်โอเคပါကျွန်တော်မျှပေးနေတာတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုကြည့်တဲ့ဆိုရင် like တွေ share တွေနဲ့အားပေးလို့ရပါတယ်So see you in the next video bye bye